အမွာကလေးနဲ့မွေးထားပြီးစီးပွားရေးဘလို့မှအဆင်မပြေလို့30ပေးနိုင်တဲ့သူကိုအမွာကလေးအကြီးလေးကိုပေးပါမယ်ဆိုတဲ့လင်မယားစီကကလေး2ယောက်စလုံးကိုခေါ်ယူမွေးစားလိုက်တဲ့ပရာဟိတကိုပုတုမင်္ဂလာပါပရိသတ်ကြီးရှင်အခုနောက်ပိုင်းပရာဟိတတွေလောက်လာကြတဲ့အထဲမှာပရာဟိတသမားလေးပုတုကိုတော့ပရိသတ်တွေအားလုံးကသိကြမယ်လို့ထင်ပါတယ်ကိုပုတုကတော့အလှရှင်တွေပေးတဲ့အလှငွေတွေကိုသူကိုယ်တိုင်စီမံခန့်ခွဲပြီးတော့လိုအပ်တဲ့နေရာတွေမှာသွားရောက်လှူဒန်းပေးနေသူဖြစ်ပါတယ်အခုတခါမှဆိုရင်တော့အမွာကလေး2ယောက်မွေးထားပြီးတော့စီးပွားရေးကလည်းအဆင်မပြေကလေးတွေရဲ့ကျန်းမာရေးအတွက်လည်းငွေလိုနေတာကြောင့်အမွာကလေးအကြီးလေးကိုလိုချင်တဲ့သူကို30နဲ့ရောင်းပေးမယ်ဆိုတဲ့လင်မယား2ယောက်စီကကလေး2ယောက်စလုံးကို30နဲ့ယူထားလိုက်ပြီးဖြစ်ကြောင်းပုတုကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောပြလာခဲ့တာပဲဖြစ်ပါတယ်ပုတုကမြင့်မို့တောင်းနဲ့နှိုင်းရှင်ကြတဲ့မိဘကျေးဇူးပုတုမစော်ကားပါဘူးဒါပေမဲ့ကလေးတွေရဲ့နောင်ရေးကြောင့်မိဘတွေတောင်းတဲ့ကျပ်30နဲ့သားလေးကိုကူညီကယ်တင်လိုက်ပါပြီဝေဒနာခံစားနေရတဲ့သမီးငယ်လေးကိုလည်းခွဲစိတ်ကုသရမှာမို့ပုတုကိုပဲအပိုင်ပေးလိုက်ပါတယ်အခုအချိန်ကစပြီးသားနဲ့သမီးတို့ရဲ့ဘဝတာယာအေးချမ်းပြီးတော့မြစ်တာရိပ်မှာခိုလုံနိုင်ပါပြီဟုဆိုကပုတုကအဆိုပါအမွာကလေး2ယောက်စလုံးကိုငွေကျပ်30ပေးပြီးတော့ခေါ်ယူမွေးစားထားလိုက်ပြီးဖြစ်ကြောင်းလူအများသိစေဖို့အတွက်ဝေမျှလာခဲ့တာပဲဖြစ်ပါတယ်